မိုဘိုင်းလေးချက်တွေကပျောက်ကွယ်သွားသောအရာများနံပါတ်1ကတော့ကျွန်တော်တို့ Halloween မတ်လေးပဲဖြစ်ပါတယ်ထူးထူးဆန်းဆန်းနဲ့ပဲနိုင်မှုနဲ့ဆော့လို့ရတဲ့မတ်ကလေးတွေလည်းပြောလို့ရတယ်ပေါ့နော်ဒီမတ်ကလေးရဆိုရင်တော့ကျွန်တော်တို့ Halloween ပွဲတော်တွေကျင်းပတဲ့လမှာပဲလာလေးရှိပါတယ်ကျန်တဲ့အချိန်မှာဆိုရင်တော့ကျွန်တော်ဆော့လို့မရဘူးပေါ့နော်စိတ်မကောင်းစွာနဲ့ပဲကျွန်တော်2021နောက်ပိုင်းမှာတော့မို့တော့ဒီမတ်လေးကို upgrade လုပ်ပေးခြင်းတော့မရှိတော့ပါဘူးအရင်တော့ဆိုရင်နိုင်မှုရတဲ့တခုတည်းသောမတ်လေးဆိုပြီးကျွန်တော်တို့ဒီမတ်လေးမှာတော်တော်လေးကိုဆော့ခဲ့ကြတယ်မီးအိမ်လေးပြီးကြတော့ Halloween အငွေ့သက်လေးနဲ့တော်တော်လေးလည်းပြောစရာကောင်းခဲ့ပါတယ်ခုချိန်မှာတော့ဒီမတ်လေးရဆိုရင်ကျွန်တော်တို့ပြန်မရနိုင်တော့ပါဘူးဗျာနံပါတ်2 room မျက်နှာပုံချောင်းပလီယာလေးဘိုင်ဝမ်မခေါ်ခင်အရင်ခေတ်ကဆိုရင်တိကျပြောရမယ်ဆိုရင်တော့2019လောက်ကပေါ့ဗျာအဲ့တော့ဘိုင်ဝမ်ဆော့တဲ့အခါမှာကျွန်တော်တို့အချင်းယုံပြီးတော့မတိတဲ့ကလေးတွေကိုဒီညနေဖုံးလေးတက်ပြီးတော့ကျွန်တော်ဆော့ခဲ့ကြပါတယ်အဲ့အချိန်တုန်းကဆိုရင် level တွေအပြတ်သက်กว่าနေလို့ဆိုပြီးတချို့ကလေးတွေဆိုရင်တော်တော်လေးကိုလောင်သွားကြပါတယ်အဲ့ဒါတွေမသိခင်ရဆိုရင်ကျွန်တော်တို့ကိုယ်တိုင်နဲ့ဒီမျက်နှာဖုံးလေးတက်ပြီးတော့လူကြီးတွေအနိုင်ကျင့်တာကိုခံခဲ့မှုတဲ့ပေါ့နော်ခုချိန်မှာဆိုရင်တော့ဒီမျက်နှာဖုံးလေးကစိတ်မကောင်းစွာနဲ့ပဲပျောက်ကွယ်သွားခဲ့ပါပြီအဲ့မျက်နှာဖုံးလေးအစားခုနောက်ပိုင်း room ဖက်နှက်တွေပေါ်လာခဲ့ပါတယ်အဲ့ဒါကြောင့်မို့လို့ဒီမျက်နှာဖုံးလေးကတော့ပြန်တွေးဖို့အတွက်ရခိုင်နှုန်းမရှိတော့ဘူးပေါ့နော်နံပါတ်3 VV ကွန်ရတဲ့ဗီဒီယိုပုံလေးများဟုတ်ပါတယ်တချင်ရဆိုရင်ကျွန်တော်တို့ hero ဝယ်ဖို့အတွက် BB coin 900 1000လောက်ပဲလူလို့တဲ့အခါမျိုးတွေမှာဆိုရင်ကျွန်တော်တို့အခုပြထားတဲ့ပုံလေးတွေကိုကြည့်ပြီးတော့ BB coin လေးတွေကျွန်တော်တို့စုခဲ့ကြပါတယ်ကြော်ညာလေးတွေကြည့်ပြီးတော့ရတဲ့ BB coin လေးတွေနဲ့ကျွန်တော်တို့ hero ဝယ်လိုက်တဲ့အခါမှာလည်းတော်တော်လေးကိုပျော်ခဲ့ကြပါတယ်ခုချိန်မှာဆိုရင်တော့ဒီဗီဒီယိုပုံလေးတွေကိုမွန်တွန်းဘက်ကနှုတ်သွားခဲ့တာကြာပြီပေါ့နော်အရင်တော့ဆိုရင်တော့ဂိမ်းတစ်ပွဲမှာဆိုရင်ဒီဗီဒီယိုပုံလေးတွေတပုံးလောက်တော့ရတယ်ခုနောက်ပိုင်းတော့ကျွန်တော်တို့ဒီဗီဒီယိုပုံလေးမမြင်ရတော့တာနှစ်ကိုတော်တော်ကြာခဲ့ပါပြီဘာသာအထဲမှာတော့ဒီဗီဒီယိုပုံလေးကြည့်ရင်ဝယ်ခဲ့တဲ့ hero ဘယ်နှကောင်ရှိလဲဆိုတာကိုဒီဗီဒီယိုလေးမှာမှန်းခဲ့လို့ရပါတယ်အဲ့တော့ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်